ဒီရွာမှာသူလာဆုံးမှာပဲလို့စဉ်းစားတာရင်ပွားစရာဟောဒီရွာမှာသူလာဆုံးမှာပဲလို့စဉ်းစားတာရင်ပွားစရာချောက်ပြေကဲချောင်းမှုဒီခိုင်ွယ်ရှင်လောင်းလဲစင်မကွယ်အမြဲတမ်းသူမပါရဲ့မပြေကိုနောင်ကိုင်မာလေးမဟာဆန္ဒစမိတ်ထုံချလို့ရဲ့သမသိနဲ့ချိုးကြီးချိန်ကြတော့မဟာဆန္ဒစမိတ်ထုံချလို့ရဲ့သမသိနဲ့ချိုးကြီးချိန်ကြတော့ကျူဝဲနာရဲ့သူ့သားလေးကပနာရလို့ခနာပါလေတော့ပနာကလေးစီကဝဲထမင်းကိုသူ့သားမရင်စားတာမှုကျွဲရွှေပကြီးနေလောက်သူရဲ့သမီးကိုသူ့သားမရင်စားတာမှုကျွဲရွှေပကြီးတောင်နေလောက်သူရဲ့မမျိုးသူလားရွှေမမျိုးသူလားလို့ရှင်မစရာငယ်ကိစ္စသူတွေအော်ကိစ္စသူတွေပြိုင်ရင်ရှုံးမဲ့ဘုံတော်ငယ်အလားဆုံးချစ်သူရဲ့ဆန္ဒစမိတ်ထုံချလို့ရဲ့သမသိနဲ့သူကြီးကြိတ်ကတော့မဟာဆန္ဒစမိတ်ထုံချလို့ရဲ့သမသိနဲ့သူကြီးကြိတ်ကတော့ချွေးနာသူသားကလေးကအနာရလို့မလာပါဘူးနကလေးစီကဝဲသမီးကိုသူ့သားမရင်စားတာမှုကျွဲရွှေပကြီးငေးလောက်သူရဲ့ဘုံတော်နကလေးစီကဝဲသမီးကိုသူ့သားမရင်စားတာမှုကျွဲရွှေပကြီးတောင်ကြီးလောက်သူရဲ့မမျိုးသူလားရွှေမမျိုးသူလားလို့ဖြစ်မစရာငယ်ကိစ္စသူတွေအော်ကိစ္စသူတွေပြရင်ရှုံးမဲ့ကိုယ်တော်ကယ်အလားဆုံးချစ်သူရဲ့တော့ဖနာကလေးစီကတွေ့သမီးကိုသူ့သားမရင်စားတာမှုကျွဲရွှေပကြီးငေးလောက်သူရဲ့ဘုံတော့ဖနာကလေးစီကတွေ့သမီးကိုသူ့သားမရင်စားတာမှုကျွဲရွှေပကြီးတောင်